အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့လွေမိုး YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ TikTok account လေးဘက်ကိုပေါ့နော်အချိန်ပေးနေတာနဲ့ကျွန်တော်တို့ရဲ့လွေမိုး YouTube channel ဘက်လေးမှာဆိုလို့ရှိရင်ဒါဗီဒီယိုလေးမတင်ပြတာလည်းကြာပြီပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကဒါဗီဒီယိုလေးတင်ရင်းနဲ့မှာဒါတကြံလည်းပြီးသွားပြီဆိုတော့ဒါရေဝင်တာဒါမှမဟုတ်ပျောက်တာဆိုပြီးတော့မှဖုန်းဝင်ဖို့အကြောင်းရင်းလေးတွေအမျိုးမျိုးဖြစ်လာနိုင်တယ်ပေါ့နော်ဒီလိုနေရာမျိုးမှာလက်ရှိဖြစ်ပေါ်နေတဲ့ CIR register ကျွန်တော်အခွန်ကိစ္စလေးတွေကိုပြောပြရင်းနဲ့မှာဒါ၄လပိုင်းအစမှာဆိုဈေးနှုန်းလေးတွေအပြောင်းလဲဖြစ်သွားတာလေးတွေတွေ့ရတယ်ဒီလိုနေရာမျိုးမှာကျွန်တော်၄လပိုင်းအဆုံးမှာဆိုလို့ရှိရင်ဒါဈေးနှုန်းလေးတက်လာနိုင်လားဈေးနှုန်းလေးကျသွားနိုင်တာလေးအားဆိုတာကိုအကြံပြုရင်းနဲ့မှာကျွန်တော်တို့တကြံနှစ်သစ်စုမကောင်းလေးတောင်းပေးလိုက်ပါတယ်ခင်ဗျပထမဆုံးချက်အနေနဲ့ဆိုလို့ရှိရင်တော့ဒါစောစောကပြောခဲ့သလိုပဲ CIR register ဒီဟာကတော့လက်ရှိမှာဖုန်းဝင်ပြီဆိုလို့ရှိရင်အဓိက view ဆိုင်ရမယ့်အချက်လေးဖြစ်တယ်ပေါ့နော်ဒါလက်ရှိရောင်းချတဲ့ဆိုင်တွေဘက်ကဆိုလို့ရှိရင်တော့ဒါဖုန်းတွေကို register ကိုတခါတည်းဆိုင်တွေဘက်ကနေလုပ်ထားပြီးမှဖြစ်ပြီးတော့မှ user တွေအနေနဲ့ဆိုလို့ရှိရင်တော့ဝယ်ယူလိုက်တဲ့ဖုန်းကိုSIM ကတ်နှစ်ကတ်လုံးအသုံးပြုဖို့တော့အဓိကလိုအပ်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဝယ်ယူပြီးတော့မှကျွန်တော်တို့ကSIM ကတ်နှစ်ကတ်လုံးအသုံးပြုထားဆိုလို့ရှိရင်ဒါဖုန်းကိုအခွန်ဆောင်ရပြီဆိုလို့ရှိရင်တော့ personal life ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အနေနဲ့ဒါများပြားတဲ့ပမာဏဖြစ်တဲ့အတွက်ကြောင့်မို့ဒီချက်ကအရေးကြီးတဲ့အချက်တွေမှာတော့ပါတယ်ပေါ့နော်ဒုတိယချက်အနေနဲ့ဆိုလို့ရှိရင်တော့ဒါဒီလိုမျိုးတွေပေါ့နော်ဒါ CIR register တွေလောက်တာဖြစ်တဲ့ကြောင့်မို့ရောင်းချတဲ့ဈေးနှုန်းတွေကလည်းတစ်ဆိုင်နဲ့ဆိုင်မှာဈေးနှုန်းပြောင်းလဲလေးဖြစ်တာကိုတွေ့ရတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒါ use ရောင်းဈေးပေါ်မူတည်ပြီးတော့မှ register လောက်ကတွေပါအပါဖြစ်တဲ့အတွက်ကြောင့်မို့ဈေးနှုန်းလေးတွေကတစ်ဆိုင်နဲ့ဆိုင်မှာမတူညီဘဲနဲ့ကွဲထွက်နေနိုင်မယ်ပေါ့နော်။ဒါကြောင့်မို့ user တွေအနေနဲ့ကိုကအလင်းမလို့သေးဘဲနဲ့ဆိုလို့ရှိရင်တော့အချိန်ပေးပြီးတော့မှတေချာလေးဈေးနှုန်းကိုလေ့လာပြီးတော့မှဝယ်စီခြင်းနဲ့ဒီလိုမှကိုယ့်အတွက်လိုအပ်နေရဆိုတဲ့ခြင်းတမျိုးပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ကဒါအချိန်ပေးလို့လည်းရတယ်ဆိုလို့ရှိရင်တော့ကိုယ်နဲ့ကိုက်ညီတဲ့ဈေးနှုန်းကိုလိုချင်တဲ့အမျိုးအစားကိုမှတေချာလေးအချိန်ပေးပြီးတော့မှဝယ်ယူတယ်ဆိုလို့ရှိရင်တော့ဒါပုံမှန်တစ်ထပ်ကိုမှပမာဏကဒါရော့ပြီးတော့မှကြားတင်မှာပဲဖြစ်တယ်ပေါ့နော်ဒါလေးကတော့ဒါအကြံပြုတဲ့သဘောအနေနဲ့ပြပြပေးခြင်းဖြစ်ပါတယ်ပေါ့နောက်တစ်ချက်အနေနဲ့ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ရဲ့ဒီလေးလပိုင်းအစမှာဆိုရင်ဈေးနှုန်းတွေအပြောင်းလဲဖြစ်လာခဲ့တယ်ဒါတော်တော်လေးတက်လာသွားခဲ့တယ်ဈေးနှုန်းတွေ3သိန်းခွဲ2သိန်း2သိန်းကျော်ထိ3သိန်းနီးပါးလောက်ထိတက်ခဲ့တာရှိတယ်ဒါပေမဲ့ကျွန်တော်တို့လက်ရှိမှာဆိုလို့ရှိရင်ဒါတကြံလဲပြီးကျွန်တော်လေးလပိုင်းအကုန်လောက်မှာဆိုလို့ရှိရင်ဈေးနှုန်းလေးကဒါပုံမှန်ထက်ကိုမှကျွန်တော်တို့ဒါထင်တယ်လို့ဆိုလို့ရှိရင်တော့ပေါ့သူကအဓိကကျွန်တော်လမ်းကြောင်းအခက်အခဲလေးအကြောင်းရဲ့ကျွန်တော်တို့ဆိုင်ရှင်တွေဘက်ကလည်းဒါတည်ယူဖို့ဆောင်ရတဲ့အခါမျိုးမှာကျွန်တော်တို့ဒါ delivery ကားတွေများတယ်ကျွန်တော်တက်ဆာကားတွေများတာဖြစ်တဲ့ကြောင့်မို့ဈေးနှုန်းလေးတက်တာလည်းပါတယ်ပေါ့နော်ဒီချက်ကလည်းဈေးနှုန်းတက်တဲ့တဲမှာဆိုဒီချက်လေးကလည်းပါဝင်နေသို့တော့ကျွန်တော်ဒါလေးလပိုင်းကောင်လောက်မှာဆိုရင်လမ်းကြောင်းလေးတွေပြန်ဖွင့်ပြီးစတော်လေးတွေပြန်ပြီးတော့မှရလာပြီဆိုလို့ရှိရင်တော့ဈေးနှုန်းလေးတွေကကြာကောင်းပြန်ကျနိုင်တယ်ပေါ့နော်ဒါပေမဲ့လည်းတေချာကြီးအထီးကြတော့မဟုတ်ဘူးပေါ့လမ်းကြောင်းတွေကောင်းပေမဲ့လည်းအကြောင်းမျိုးမျိုးကြောင့်ပေါ့ကျွန်တော်တို့ဒါဈေးနှုန်းလေးတွေပြန်တက်တာမျိုးလည်းဖြစ်နိုင်တဲ့အခွန်တွေကကျွန်တော်တို့ဒါ percentage ကပိုပြီးများလာမျိုးလည်းဖြစ်လာနိုင်တယ်ပေါ့နော်ဒါကြောင့်မို့ဖုန်းကိုကျွန်တော်ဒါဝယ်ယူဖို့အတွက်အစီအစဉ်ရှိတယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးအချိန်ပေးပြီးတော့မှဝယ်ယူတာလည်းအဆင်ပြေတယ်လို့မျိုးဒါဆောင်းရင်းနဲ့ဈေးနှုန်းလေးတွေတက်သွားနိုင်တယ်ပေါ့ဒါကတော့ user အနေနဲ့မှတေချာလေးချိန်ကြည့်ပြီးတော့မှဝယ်ယူရဆိုလို့ရှိရင်တော့ပို့ပြီးတော့မှကောင်းတယ်ဒါပေမဲ့ဒါဈေးနှုန်းပိုင်းကတကြံကာလာပြီးမှဆိုတော့ကျွန်တော်လမ်းကြောင်းတွေအရဆိုတော့ဒါလက်ရှိဈေးနှုန်းတကြံပြီးဈေးကွက်အရဆိုလို့ရှိရင်တော့ဈေးနှုန်းလေးတွေကတက်လည်းမတက်သေးဘူးကြာလည်းမကြာသေးဘဲနဲ့ဈေးနှုန်းလေးငြိမ်နေအောင်တွေ့ရတယ်ပေါ့နော်ဒါလေးကတော့ဒါကောင်းမွန်တဲ့အချက်ပဲဒါနောက်ထပ်လည်းဒါဒီလိုမျိုးလမ်းကြောင်းလေးကောင်းပြီးတော့မှစတော်လေးတွေများများပြန်ရမယ်ဆိုလို့ရှိရင်ဒါဆိုင်ရှင်တွေဘက်ကလည်းဈေးနှုန်းတွေအများကြီးတိတိကျကျသွားမယ်လို့ဒါကျွန်တော်တို့ဘက်ကနေပြီးတော့မှအများကြီးမျှော်လင့်ပါတယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒါတကြံပြီးရဲ့ကာလမှာဒါပြောစရာကြီးလည်းပြောခဲ့ပြီးပါပြီအခုဆိုရင်ဒါအလုပ်တွေပြန်လုပ်ရင်းနဲ့မှပြန်လဲပတ်နေတဲ့ကာလမျိုးမှာဆိုရင်အလုပ်ခိုင်တွေပြန်လဲအဆင်ပြေပြီးတော့မှကျွန်တော်အနေနဲ့ဒါကျန်းမာရေးလူမှုရေးတွေအကုန်လုံးအဆင်ပြေပြီးတော့မှတာယာ agent နဲ့ပွားလေးကိုပိုင်ဆိုင်လိုက်ပါစေလို့ကျွန်တော်တို့ရဲ့လွေမှု YouTube channel လေးကနေစုပေါင်းတောင်းပေးလိုက်ပါတယ်ခင်ဗျ